လောက်စီသူမင်းကြီးတည်ထားတော်မူခဲ့တဲ့မင်းငင်းမြို့လေးဟာဆိုရင်ဖြင့်ရွှေစကားမြတ်စွာဘုရားဂိမ်းမွန်ဆံပြတော်မူရာမြို့လေးပဲဖြစ်ပါလေအခုမြင်တွေ့နေရတဲ့မင်းငင်းမြို့လေးကိုတော့မြမအစတကောင်းကလို့ဆိုရှိခဲ့တဲ့တကောင်းမြို့နဲ့မရှိမနှောက်မှာပဲစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်မင်းငင်းမြို့လေးရဲ့တမိုင်းကြောင်းကိုတင်ပြပေးရမယ်ဆိုရင်တော့မစ္စည်းမဒေသရာဇဂျိုပြည်မှာဇာတတမင်းရဲ့နောက်မင်း90မြောက်ဖြစ်တဲ့နာဂဒါသမင်းကိုပြည်သူတို့ကဖယ်ရှားပြီးအမတ်ကြီးတူတူနာဂကိုမင်းမြောက်ခဲ့ကြပါလေတူတူနာဂမင်းဟာအဖသက်မင်းမျိုးဖြစ်တာကြောင့်နာဂဒါသရဲ့သားတော်ဇာလာမိကညီတော်လက်ဥပါတိကညီတော်ငယ်ကစ္စနာတို့အားတိုင်းပြည်ကနေနှင်ထုတ်ခဲ့ကြပါလေခင်ဗျာသူတို့ဟာနိုင်ငံသေးချောင်းရဲ့ရှေ့ဘက်ရမှာဗရိမညအမည်ရှိတဲ့မြို့ကိုတည်ထောင်ခဲ့ကြပါလေဇာလာမိကမင်းအသက်62နှစ်ရောက်တဲ့အခါမှာတော့ကန်ဒူးလို့ခေါ်တဲ့ဂရုလူမျိုးတို့ကိုတင်သွင်းပြီးမဟာရန်မြို့ကိုတည်ထောင်ပြီးတော့ရီတော်ငယ်ကစ္စနာအားမင်းပြုစေခဲ့ပါလေအဲ့ဒီနှစ်မှာပဲဘုန်းသူကောလင်းမိုးညင်းမြို့များကိုသိမ်းယူပြီးရီတော်လက်ဥပတိကအားမင်းပြုစေခဲ့ပါလေခင်ဗျာမင်းနေရီတော်ရဲ့လုံခြုံရေးအတွက်အခုမင်းကင်းမြို့နေရာမှာကင်းဆောင်ကင်းရံဖြစ်ထားပြီးကင်းရံမျိုးလို့အမည်တွင်စေခဲ့ပါလေနောက်အခါမှာတော့နရပတိစီသူမင်းကြီးလက်ထက်မှာကင်းရံမျိုးပျက်စီးနေတာကိုမြို့ပြန်တည်နိုင်မှုရှင်းလင်းရမှာတော့မန်၅ပါးကိုအောင်မြင်တော်မူတဲ့ဖယားရှင်ရဲ့တက်တော်များဂိမ်းဝတ်တော်မူတဲ့ဗရမ ्या စီဒီမြသိန်းတန်စီဒီနဲ့မြပကံစီဒီများကိုဖူးမြင်တွေ့ရှိရလို့မန်ကင်းမျိုးလို့သမုတ်တော်မူခဲ့ပါလေကာလရှည်လျားလာတဲ့အခါမှာတော့မန်ကင်းမျိုးကနေမင်းကင်းမျိုးလို့အမည်တွင်လာခဲ့ပါလေခင်ဗျာမြို့ဒီနဲ့အတူမှန်နေတဲ့တည်တံမှာရွှေချင်းသိမ့်ပြီးမင်းကင်းတီဖြစ်လျာတက္ကရာ934ခုနှစ်မှာတည်ခဲ့ခြင်းဖြစ်ပါလေခင်ဗျာဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့လည်းဘုဒ္ဓတပွားများစေဖို့အတွက်ချင်းတွင်းမြန်မာဆွေရိုးစကားတစ်ခုရှိကြောင်းကိုစကားလက်ဆောင်ပါလိုပါသေးတယ်အဲ့ဒီစကားလက်ဆောင်လေးကတော့ပျော်လိုမင်းကြီးစာလိုတောင်တွင်တီလိုမောက်ရောဆိုတဲ့စကားလက်ဆောင်လေးပဲဖြစ်ပါလေပျော်လိုမင်းကြီးဆိုတဲ့အဓိပ္ပာယ်လေးကတော့မင်းကြီးမြို့မှာဘေးရန်မရှိပူပင်မရှိရောက်လာသူတိုင်းပျော်ပျော်နေနိုင်တယ်လို့ဆိုပါလေစာလိုတောင်တွင်ဆိုတဲ့အဓိပ္ပာယ်လေးကတော့စာပေနဲ့ပတ်သက်လို့မင်းများလိုပါလေတောင်တွင်းဆရာတော်ထံကိုသွားပါလို့ဆိုပါတယ်တီလိုမောက်ရောဆိုတဲ့အဓိပ္ပာယ်လေးကတော့မောက်ရောရွာမှာကတီဆုံးသူကိုစီစီကားကားလိုက်ပေါ်ရောထုံးစံရှိလို့မောက်ရောမှာတီဆုံးမယ်ဆိုရင်တော့တီဆုံးသူရဲ့ဆွေမျိုးအတန်းဝိုင်းများမျက်နှာမငယ်ရလို့ဆိုပါတယ်ခင်ဗျာတရားကြည်လင်ပါရမီရှင်ပေါလို့ခင်ဗျာရွှေစကားဘုရားဂိမ်းဝန်ဆံပြတော်မူရာမင်းကြီးမြို့လေးကိုတစ်ခေါက်တစ်ခါအရောက်လာပြီဆိုရင်တော့ချင်းတွင်းမြို့တစ်လျှောက်တင်မော်များစစ်လီများအမြန်ရင်များနဲ့အစုံအစမ်းလာရောက်လဲပတ်နိုင်မှာဖြစ်ပါလေခင်ဗျာမင်းကြီးမြို့လေးကိုအလေတစ်ခေါက်လာရောက်ခဲ့မယ်ဆိုရင်တော့ပျော်ရွှင်ချမ်းမြေ့ရပါစေမယ်လို့မင်းကြီးမြို့သူမြို့သားပေါင်းကအာမခံဖိတ်ခေါ်လျက်ရှိပါလေခင်ဗျာ